ရန်ကုန်ဆိုတာကျွန်တော်မွေးရမြို့ပါဒီမှာပဲကြီးပြင်းနေတယ်ဒီမှာပဲအမှတ်တရကြီးတိဆောက်ခဲ့ပါတယ်အချို့လူတွေအတွက်ကတော့ရန်ကုန်ဆိုတာမြို့လေးတစ်မြို့ပဲဖြစ်နေပေမဲ့ကျွန်တော်အတွက်တော့ဘွားရဲ့အခန်းချို့သိမ်းရတဲ့နေရာလေးတစ်ခုပါကျွန်တော်ဟိုးရင်ခေပုံစံလေးကိုသဘောကျတဲ့သူမို့လို့မြို့ရဲကအစာအုပ်တွေလမ်းချင်းချင်းလေးတွေနဲ့အချိန်ကြီးဘလောက်ပြောင်းသားပြောင်းလဲသေးတဲ့မြင်ကွင်းချို့ထိုင်ကြည့်ရင်အတိတ်စီကိုပြန်ရောက်သွားလို့ခံစားရပါတယ်ဒီနေ့တော့ကျွန်တော်ချစ်တဲ့မြို့တွေကနေရာလေးချို့ခေါ်တော့မယ်ကင်မရာအဟောင်းလေးတစ်လုံးလည်းပါလာခဲ့ပါတယ်မြို့ရဲရောက်ခြင်းပဲမိုးတွေစရတာမို့လို့ခဏတာမိုးခိုခဲ့ရပါတယ်မိုးရွာနေတဲ့မြို့ရဲမြင်ကွင်းနေရာလှုပ်ရှားမှုတွေရေပုံးလေးနဲ့ရေခမ်းနေရာတွေအားလုံးကဝိတုစာလေးတွေဖန်ရင်းနဲ့စိတ်ကူးမိခဲ့တဲ့မြို့ရဲမြင်ကွင်းလေးအတိုင်းပါပဲခဏနေတော့စိတ်ကန်းစာလမ်းဘက်ကလက်ဝဲဆိုင်တွေကိုတန်းပစ်ပါတယ်ဆိုင်ကြီးတော့မဟုတ်ပါဘူးလမ်းဝေးရဆိုင်လေးပါပဲဒါပေမဲ့တစ်ခါလေတော့လူတရားအတွက်အေးချမ်းမှုဆိုတာစိတ်ကန်းဆိုင်တွေလည်းမဟုတ်ပဲဒီလိုခုံပုလေးပေါ်မှာပဲဒီရီဖြူနဲ့ထိုင်ရင်ရလာတတ်ပါတယ် 1 2 3 cheer နောက်တော့ပန်းစုံရောကိုလမ်းလျှောက်လာခဲ့ပါတယ်ဒီနေရာလေးကတော့ပစ္စည်းအဟောင်းတွေရောင်းတဲ့နေရာလေးပါပစ္စည်းအဟောင်းတွေနဲ့အတူအချိန်ရဲ့အမှတ်အသားအချို့ကိုလည်းတွေ့ရပါတယ်အချို့ပစ္စည်းတွေကလူတယောက်ရဲ့ဘဝမှာအမှတ်တရဖြစ်ခဲ့ဦးမှာပါဒါပေမဲ့အခုတော့အခြားတယောက်ရဲ့လက်ထဲကိုရောက်ဖို့အတွက်စောင့်နေကြပါတယ်ကျွန်တော်ကတော့ဘာမှမဝယ်ပြည့်အောင်မှအမြဲလာကြည့်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီနေရာလေးကအတိတ်တွေရှင်သန်နေသေးတဲ့နေရာလေးတစ်ခုလို့ခံစားရလို့ပါညနေခင်းမှာအကြိုက်ဆုံးနေရာလေးတစ်ခုကတော့ဘိုးထောင်ကမ်းတာပါဒီမှာလာထိုင်နေရေပြွန်ကြည့်လို့ရတယ်ငှက်တွေကိုကြည့်လို့ရတယ်လူတွေရဲ့ဘဝတွေကိုကြည့်လို့ရတယ်ခြေထောက်တွေကျုံကျသွားနိုင်တဲ့လမ်းတွေဖြတ်ပြီးတော့ရေပြွန်လေးမှာကျွန်တော်ထိုင်ခဲ့ပါတယ်ကျွန်တော်ဘာလို့ဒီနေရာကိုသဘောကျလဲဆိုတော့အချိန်ကဝိတုစာတွေကဇက်ကောင်လေးတွေကဒီကမ်းနားလေးမှာလာထိုင်လေးရှိတယ်လို့ဖတ်ခဲ့ဘူးလို့လည်းပါလိမ့်မယ်ပုံမှန်ဆိုရင်တော့ဒီနေရာလေးရောက်ရင်စဉ်းစားရတဲ့ရှစ်ဆက်စရာတွေအတွက်ချင်းလေးနားအောင်လေးရှိပါတယ်တခါလေတော့လူတယောက်အတွက်ကုစားမှုဆိုတာစကလုံးကြီးကြီးမားမားတွေမလို့ပါဘူးရေပြင်တစ်ခုရှိရယ်နေဝရင်တစ်ခုရှိရယ်လေတိုက်တံတစ်ခုရှိရနဲ့လုံလောက်နေတတ်ပါတယ်ဘာဖြစ်ကျွန်တော်ချစ်တဲ့မြို့လေးကိုဒီနေ့အတူလိုက်လာခဲ့ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်တခါလေတော့ပျော်ရွှင်မှုဆိုတာအထူးဆိုင်ရင်တည်းမှာမဟုတ်ပဲကိုချစ်တဲ့မြို့လေးမှာပဲကိုချစ်တဲ့လူတွေနဲ့အတူရိုးရှင်းဖြတ်တန်းရတဲ့ညနေလေးတစ်ခုမှပဲရှိနေတတ်ပါတယ်